တန်ချာကြီးဆိုတာဘိုင်းနာမှာစားရမယ်ဆေးမျိုးလား 1 minute head test by မှာကြိုးဆိုပါရရှင်တန်ချာကြီးဆိုတာအုံလန်းကြောင်းမှာရှိတဲ့ intestinal worms လို့ခေါ်တဲ့တန်ကောင်တွေကိုဖယ်ရှားဖို့အတွက်အသုံးပြုတဲ့ဆေးတစ်မျိုးဖြစ်ပါရဲ့ရှင်တန်ကောင်ရှိနိုင်တဲ့လက္ခဏာတွေကတော့သွေးအားနည်းခြင်းအသားရအင်ပြင်ထခြင်းဘိုက်အောင်ဘိုက်နာခြင်းနဲ့အစားစားခြင်းစိတ်ပြောင်းလဲခြင်းစအိုဝါရရခြင်းတို့ပဲဖြစ်ပါရဲ့ရှင်တချို့လူတွေမှာဆိုရင်တော့လက္ခဏာမပြတတ်ပါဘူးရှင်အသုံးများတဲ့တန်ချာဆေးလေးတွေကတော့မီဘန်တက်ဇောအက်ဗန်ဒဇောတို့ပဲဖြစ်ပါရဲ့ရှင်ဈေးကွက်မှာလည်းအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်တန်ခေါင်နဲ့ပတ်သက်တဲ့ယောဂါတွေကိုကာကွယ်ဖို့တက်ဆိုရင်တော့တကူရီတန်ရှင်းကိုတေချာစွာဂရုစိုက်ပေးခြင်းအစားမစားမီနဲ့အိမ်နာမထွက်ပြီးတိုင်းလက်ကိုတေချာစွာစီကြောခြင်းလက်သေးချီသေးတွေကိုပုံမှန်ညှပ်ပေးခြင်းနဲ့ဟင်းသီးဟင်းရွက်တွေကိုတေချာစွာဆေးပေးခြင်းအိမ်မှာရှိတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုပုံမှန်တန်းချပေးခြင်းနဲ့ခြေပလာသွားခြင်းမှရှောင်ကျဉ်ပေးခြင်းဖြင့်တန်ခေါင်ကိုကာကွယ်ပေးနိုင်ပါတယ်ရှင်အသက်2နှစ်အထက်ကလေးလေးနဲ့လူကြီးတွေအားဆိုလို့ရှိရင်တော့6လတစ်ချိန်တန်ချာဆေးကိုစားပေးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်တတာ